ရှိရင်ဘလောက်ပဲမှားနေပါစေအာယုံဆိုင်ပြီးတော့ကစားရင်ပြန်ပြီးတော့အဆင်ပြေသွားနိုင်ပါသေးတယ်ဒါပေမဲ့အခုပလီယာတွေကတော့အဲ့လိုမဟုတ်ကြဘူးဗျပွဲမှာလောင်သွားပြီဆိုရင်သူဆဲကိုဆဲနဲ့ပွဲကိုလုံးဝရက်ပြီးတော့မင်းကပါကောင်လေးတွေငါကပါကောင်လေးတွေ voice chat တွေဖွင့်ပြီးဆဲကြတာတွေဒါမျိုးတွေလုပ်ကြပါတယ်အဲ့လိုမျိုးလုပ်တာတွေကလည်းအမားတွေပါပဲဟီးရိုးပိတ်ကနေစပြီးတော့ပွဲတစ်ပွဲလုံးမှာတာနေအောင်မှအဲ့လိုမျိုးပွဲလောင်ပြီးတော့ရန်ဖြစ်လိုက်လို့ရှိရင်ချုံသွားတာမျိုးတွေလည်းရှိပါတယ်အဲ့ဒီတော့တကယ်နိုင်ရင်လို့ရှိရင်ဂိမ်းကိုပဲအာရုံစိုက်ပြီးကစားပါတိုက်တဲ့လောက်ဆဲပါစေ view ရဲ့ခလုတ်ပါပါတယ်အဲ့ view ရဲ့ခလုတ်ကနေ view ပါ voice chat ဖွင့်ပြီးဆဲနေအောင်မှကိုနားထောင်ခြင်းမနားထောင်လို့ရတဲ့ဟာမို့လို့ကိုကစိတ်တူတတ်တဲ့သူဆိုရင်အစတည်းကဖွင့်ပြီးတော့နားမထောင်ပါနဲ့ကိုဟာကိုဂိမ်းကိုပဲ AACC အာရုံစိုက်ပြီးကစားလိုက်ပါဒါကြောင့်မို့လို့ဒုတိယချက်အနေနဲ့နိုင်ရင်တဲ့လူတွေအရန်လောင်ပြီးတော့မကစားကြပါနဲ့စိတ်အေးလက်အေးထားပြီးကစားနိုင်တာကတင်တို့ကို professional ကစားသမားတစ်ယောက်ဖြစ်အောင်ဒီအောင်စွမ်းဆောင်ပေးပါလိမ့်မယ်ဒီကြောင့်ကိုလည်းနောက်မှစီးတန်းတက်ရှင်းပြပေးပါဦးမယ်နံပါတ်3ချက်ကတော့ဘိုးကောင်းဆန်တဲ့အပြင်မနိုင်ဝင်ကိုထမ်းပြီးတော့စိတ်ထင်အောင်လုပ်ကြတာပါဒီချက်ကလည်း mobile legend player တွေတော်တော်များများမှတွေ့ရတယ်။ဆိုးရွားတဲ့အမားတစ်ခုပဲဖြစ်ပါတယ်။ mobile legend ကစားနေတဲ့လူတိုင်းမှာအားသာချက်တစ်ခုစီရှိပါတယ်။တချို့ကကြတော့ဦးဆောင်နိုင်စွမ်းကောင်းကောင်းရှိတယ်။တချို့ကကြတော့ hero drop လုပ်တာမှာပါရမီပါကြတယ်။တချို့တွေကကြတော့လည်း hero တွေကင်နေနေရာမှာဆရာကြကြတယ်။ဒီလိုပါပဲတယောက်ကိုအားသာချက်တစ်ခုစီရှိကြပါတယ်။အဲ့လိုအားသာချက်တွေကိုကောင်းတဲ့နေရာမှာအသုံးချနိုင်ရင်တော့စိတ်ကိုအဆင်ပြေပါတယ်။တခါတလေမှာကျွန်တော်တို့ကတစိမ့်လောက်လေးတည်ရဖို့တအိတ်လောက်ကြီးတည်တယ်လို့ထင်နေကြပြီးတော့ပွဲတစ်ပွဲလုံးကိုစီမံခန့်ခွဲနေတဲ့လူတွေကိုလည်းတွေ့ပြီးပါတယ်။သူစိတ်ထင်အောင်လုပ်တယ်သူလှုပ်ချင်တာမလုပ်ရလို့ရှိရင်စိတ်ကောက်ကြပါတယ်စိတ်ကောက်တတ်တဲ့ပလီယာတွေမှာအများဆုံးတွေ့ရတဲ့အချက်ပေါ့နော်တချို့တွေကလည်းကို gain knowledge အရန်ကိုပြေဝနေပါတယ်လို့ထင်တဲ့လူတွေရှိတယ်အဲ့လိုလူမျိုးတွေကလည်းသူတို့စိတ်ထင်အောင်လုပ်ပြီးတော့ပွဲတစ်ပွဲလုံးကိုစီမံခန့်ခွဲခြင်း